ဆောင်းလေးတအုပ်ကြောင်းပြောမလို့ပေါ့နော်ဆောင်းလေးတအုပ်ကတော့နေ့ရက်တိုင်းပြောပါသေးဆိုတဲ့ဆောင်းနေ့ရက်တိုင်းပြောပါသေးဆိုတဲ့ဆောင်းပေါ့နော်ဒါကြီးဆရာမ John Precious ဟောနော် Precious John ဆိုပြီးတော့ဒါကြီးဆရာမရေးထားတဲ့ဆောင်းလေးပေါ့အဓိကကခေါင်းစဉ်လေးကနေ့ရက်တိုင်းပြောပါသေးတယ်ဒီခေါင်းစဉ်ကိုတော့သဘောကျလာဆိုတော့နေ့ရက်တိုင်းပြောပါသေးဆိုတဲ့စကားလုံးကရေးကြည့်ရလေလူတွေဟာစိတ်ညစ်စရာတွေလည်းရှိတယ်ပျော်စရာတွေလည်းရှိတယ်နှစ်ခုလုံးနဲ့ရောပြောနေတယ်အမျိုးမျိုးသောအကြောင်းအရာတွေရှိအဲ့တော့နေ့ရက်တိုင်းပျော်ပါစေဆိုတဲ့စကားဟာခေတ်ကာလမကောင်းရင်ပျက်စီးနေရင်မပျော်ရတော့ဘူးလားစိတ်ညစ်နေရတော့မလားဆိုတဲ့မေးခွန်းတွေလည်းမေးစရာရှိချို့ကအများတန်းဒီအခြေအနေမှာဒီလိုမပျော်ရဘူးဆိုတဲ့စကားရှိပျော်ရွှင်မှုဆိုတာဘယ်လိုဟာမျိုးလဲဆိုတာကျွန်တော်ကပြန်မေးဖို့လိုလာပါနော်ပျော်ရွှင်မှုဆိုတာကခုန်နေမှပျော်ရွှင်မှုလားပေါ့ပေါ့ပါပါနေတယ်အေးအေးဆေးဆေးဖြတ်တန်းနေတယ်ဆိုတာပျော်ရွှင်မှုလားမြူထူးပျော်ပါအရက်တွေတောက်ပြီးတော့ဟခုံဘီယာတောက်နေတယ်ဆိုတာမျိုးအရက်တောက်နေတယ်ဆိုတာမျိုးခကြီးတွေသွားနေတယ်ဆိုတာမျိုးတွေဟာပျော်ရွှင်မှုလားအဓိပ္ပာယ်ကတယောက်နဲ့တယောက်နဲ့တတ်မှတ်ချက်တွေချင်းကမတူဘူးအဲ့တော့ပြီးနေ့ရက်တိုင်းပျော်ပါအဲ့တော့လူတွေကပျော်နေပါတယ်ဆိုတဲ့လူတွေဟာစိတ်ညစ်စရာမရှိလို့မဟုတ်ဘူးဒါကိုပြန်သိဖို့လိုတယ်အဲ့တော့ဒီစာအုပ်ထဲမှာလည်းဒီလိုလေးတွေတော့ရေးထားရရှိတယ်ဒါကစာအုပ်အကြောင်းကိုမပြောခင်ကျွန်တော်နည်းနည်းပြောချင်တာပျော်ရွှင်မှုဆိုတဲ့ကိစ္စဟာဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပျော်အောင်နေဖို့လိုတယ်သို့တော့ပျော်အောင်နေခြင်းဆိုတာဟာမပျော်စရာတွေကိုမေ့ပြောက်သွားတာမဟုတ်ဘူးမပျော်စရာဆိုတာကမပျော်စရာတီးတန့်ပျော်စရာဆိုတာကပျော်စရာတီးတန့်ခွဲခြားလိုက်ပြီးတော့ကိုရှင်သန်အောင်နေတယ်လို့ပဲကျွန်တော်မျက်စိမှာမြင်တယ်အဲ့တော့ဒီဘက်မှာရှိနေတဲ့အနိဋ္ဌာယုံတွေကိုမြင်နေရလို့ဒီဘက်ကရှိတဲ့တာယာညှိညောင်းမှုဆိုတာမခံစားတော့ဘူးဆိုရင်ကျွန်တော်တို့ကအနိဋ္ဌာယုံထဲမှာပဲအမြဲတမ်းစီးမျောနေတော့ဘယ်လိုမှအဆင်မပြေနိုင်အဲ့တော့လူရယ်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာဟာကောင်းခြင်းလည်းရှိတယ်ဆိုးခြင်းလည်းရှိတယ်အဲ့ဒီနှစ်ခုဟာ balance မျှပြီးတော့နေကြရတာကောင်းတာတွေကြီးပဲတစ်သက်လုံးမရနိုင်တယ်လို့ဆိုးတာတွေကြီးပဲတစ်သက်လုံးဖြစ်မနေဘူးသို့တော့အဲ့ဒီနှစ်ခုလုံးတစ်ပြိုင်တည်းကတော့သူ့ဟာသူဖြစ်နေတာမျိုးတွေရှိကောင်းရှိနေအဲ့ဒီနှစ်ခုကိုမျှမျှတတနေသွားနိုင်မှကျွန်တော်တို့ကရက်တည်နေထိုင်လို့အဆင်ပြေမယ်လို့သုံးသပ်တယ်အဲ့တော့စာရေးဆရာမကနေ့ရက်တိုင်းပျော်ပါစေဆိုတဲ့ခေါင်းစဉ်နဲ့နေပြီးတော့သူဆောင်းပါးလေးတွေရေးထားတာလေးတွေရှိတာပေါ့အဲ့တော့သူကတော့အကြံဉာဏ်ပေးတာတွေအနေနဲ့ရေးထားတာဘယ်လိုဖြစ်ရင်တော့ဘယ်လိုလုပ်ပါဘယ်လိုနေလိုက်ပါဘယ်လိုပြောလိုက်ပါဆိုတော့ဒါသူအကြံပေးတဲ့အရာတွေဒီလူတစ်ယောက်ကသူပျော်ရွှင်အောင်သူနေလို့ထင်လို့အဆင်ပြေအောင်ပေးတဲ့အကြံတွေဒီကောင်းရင်ယူသုံးပေါ့မကောင်းရင်မယူသုံးနဲ့ကောင်းတယ်ဆိုတာကိုယ့်အတွက်ကောင်းတာပြောတာကိုယ့်အတွက်မကောင်းလို့အဲ့ဒီကိစ္စတွေကမကောင်းဘူးလို့ဆိုလို့ကျန်တာပေါ့ကိုယ့်အတွက်အဆင်ပြေတယ်တက်ရိုက်သုံးလို့အဆင်ပြေတယ်ဆိုတက်ရိုက်ယူသုံးလိုက်မကောင်းရင်ပယ်လိုက်ပေါ့โอเคအဲ့တော့ကျွန်တော်အနေနဲ့ဒီထဲမှာရှိတဲ့ဥစ္စာကိုစောက်ကိုဖတ်ကြည့်တဲ့အခါကျွန်တော်ကြိုက်တဲ့ဟာတွေရှိတယ်ကျွန်တော်မကြိုက်တာတွေရှိတယ်ကျွန်တော်မကြိုက်ဘူးဆိုတာ तू မှားနေတာပြောတာမဟုတ်ဘူးเนาะကျွန်တော်မကြိုက်တာပြောတာမကြိုက်တာတွေကိုတော့ကျွန်တော်မပြောတော့ဘူးကြိုက်တဲ့အပိုင်းတွေလည်းရှိတယ်အဲ့ဒီဒီတွေကမှကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဆိုတဲ့ဟာလေးတွေကိုပြောမယ်သဘောကျတယ်ဆိုတော့အတွင်းကစာသားတွေပါပြီးတော့ကျွန်တော်မဆိုလို့ဘူးကျွန်တော်အမြဲတမ်းပြောနေကြကိုယ့်ဟာကိုယ်ခံယူပြီးနေကြတွေကနေပြီးတော့တိုက်ဆိုင်တဲ့ခေါင်းစဉ်လေးတွေရှိတယ်အဓိကတော့ကိုဂယူးဆိုင်ဖို့မမေ့ပါနဲ့ဒါကအင်မတန်အရေးကြီးတယ်တို့ကိုဂယူးဆိုင်ဖို့မေ့နေတယ်အဲ့တော့ဘာလို့ဆိုလူတွေမှာအတ္တနဲ့ပရမျှဖို့လိုတယ်အဲ့တော့ပရဟိတတွေကြီးပဲလုပ်နေပြီးအတ္တကိုအတ္တဆိုတာကိုယ့်ရဲ့မိသားစုစာဝတ်နေရေးကိုယ့်ရဲ့ပညာရေးနေရေးထိုင်ရေးကိုတိုင်းအစွမ်းထက်အောင်မလုပ်ထားပဲနဲ့ကျွန်တော်တို့ကသူများတွေကိုဘာမှကောင်းကောင်းမလုပ်ပေးနိုင်ဘူးအဲ့တော့ pride ကြီးပဲလုပ်နေတဲ့အခါမှာလဲကျွန်တော်တို့ရဲ့မူရင်းကိုမှရှိတင်ရှိထိုက်တာတွေလက်ဟင်းလာရင်ရေရှည်မလုပ်နိုင်အဲ့ဒီအခါမှာကျွန်တော်တို့ဟာမမြဲတဲ့ရေရှည်မမြဲပဲနဲ့ဖြစ်လာအဲ့ဒီမှာလူတွေအများအားပြောနေတဲ့စကားတွေရှိတယ်ငါတို့ကနင်တို့အတွက်လုပ်ပေးနေတာဆိုတဲ့ခံယူချက်တွေဖြစ်လာပြီးတော့ကိုကအတ္တကြီးတဲ့လူဖြစ်လာတတ်တယ်အဲ့ဒါကြောင့်အတ္တနဲ့ပရမျှအောင်နေတဲ့နေဆိုရယ်အဲ့ဒီမှာသူ့ရဲ့ခေါင်းစဉ်အောက်တွေကကိုဂယူးဆိုင်ဖို့မမေ့ပါနဲ့ဆိုတာဟိုသူ့အတွင်းထဲကစာသားတွေကိုကျွန်တော်မဆိုလို့ဘူးကျွန်တော်ရဲ့ခံစားချက်နဲ့ဒီစာကြောင်းကြီးကြိုက်တယ်ဒီစာကြောင်းကကြိုက်နောက်တစ်ခုကအထင်အမြင်နဲ့ဆုံးဖြတ်မိကြတဲ့အခါဆိုတာဒါကအင်မတန်ကျွန်တော်တို့တတိထားပြီးတော့အများနဲ့နေတို့ကလူတယောက်ကအဝတ်အစားဝတ်လာလို့ရှိရင်ကျွန်တော်တို့ကတရတန်ပြဝတ်လာတယ်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့အများသောအားဖြင့်လူကြီးလူကောင်းပေါ့အရန်တည်ငြိမ်အေးဆေးတဲ့လူအရန်ဂုဏ်တည်ရှိတဲ့လူပေါ့ပညာတတ်ပေါ့စီးပွားရေးလုပ်ငန်းရှင်ပေါ့ချမ်းသာမယ်ကြွယ်ဝမယ်မျိုးကောင်းရိုးကောင်းပေါ့အဲ့လိုမျိုးတွေတခါတည်းမြင်လိုက်တယ်များသောအားဖြင့်အဲ့ဒီနေရာမှာခုနပြောတဲ့စုပ်ပြက်ဝက်လာတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပေါ့အဝတ်အစားကောင်းကောင်းမွန်မွန်တော့ဝယ်မလို့နိုင်ဘူးဆိုတာပတ်စံမရှိလို့ပေါ့
ဒါမှမဟုတ်ပညာမတတ်လို့ပေါ့လူအနှုတ်ဆုပ်ကုတ်ဆုပ်ဘယ်အဆင့်တန်းကလာတာမှမသိဘူးပေါ့အဲ့ခါကျရင်သေချာမပေါင်းညအဝတ်အစားရောင်းတာအစားဆိုင်နေတော့အဲ့လိုဝက်လာတဲ့လူကောင်းကောင်းမရောင်းညသို့တော့လူမအဝတ်တောင်းမှာအကွတ်ဆိုတာအရေးကြီးမှန်းသိတယ်သို့တော့လူတွေရဲ့အမြင်ကိုမြင်ပြတာကိုပြတာအဲ့တော့ခုနကအထင်နဲ့အမြင်နဲ့ဆုံးဖြတ်ကြတဲ့အခါပြဿနာတွေရှိတယ်လူတွေကစကားတောင်မပြောကြည့်ရသေးဘူးအဲ့လူကိုစိုးတယ်အမြဲတမ်းအဲ့လိုမျိုးမြင်တယ်အဲ့လူကိုကောင်းတယ်သူများကနေပြီးတော့သူများနဲ့ကောင်းပေမဲ့သူများနဲ့အဆင်ပြေပေမဲ့သူများနဲ့သို့မဟုတ်အဆင်မပြေပေမဲ့ကိုနဲ့အဲ့ဒီဟာတွေကထပ်တူဖြစ်မယ်လို့ယူဆလို့မရဘူးပေါ့နော်ဒါကကျွန်တော်အမြဲတမ်းယူဆထားတဲ့ကိစ္စပါရင်ရင်ကြီးကြီးညင်းဆိုတတ်ပါသေးဒါအင်မတန်အရေးကြီးတယ်လုံနိုင်ရင်လုံနိုင်တယ်မလုံနိုင်ရင်မလုံနိုင်ဘူးဆိုတာကိုကျွန်တော်တို့ကညင်းရလူတွေကအားနာလို့မငင်းကြဘူးနောက်တစ်ချက်တနာလို့မငင်းကြဘူးသူနောက်တစ်ချက်မလွန်ဆန်နိုင်လို့မငင်းကြဘူးမငင်းကြရင်မငင်းကြရင်လည်းအဲ့ဒီနွန်ထဲမှာနဲ့နေတယ်ကျွန်တော်အခုမလုပ်ပေးနိုင်သေးပါဘူးလို့မပြောဘဲနဲ့လုံးဝမလုပ်နိုင်တဲ့အခြေအနေကြီးတစ်ခုကိုလုပ်ဖို့အားထုတ်တဲ့အခါဘာဖြစ်လာလဲဆိုတော့စိတ်တော်ကတွေရောက်လာတယ်အဲ့ဒီခါမှာကိုကဒီလောက်ပဲလုံနိုင်တဲ့အနေအထားတစ်ခုကိုလူတွေကခိုင်းနိုင်လိုက်လုပ်တဲ့အခါအဲ့ဒီရဲ့ quality မပြည့်တော့မပြည့်တဲ့အခါနောက်ဆုံးကိုနာမည်ပြစ်တယ်အဲ့ဒါညင်းတတ်ဖို့လိုတယ်ညင်းတဲ့ညင်းထိုက်တဲ့ဟာကိုရင်ရင်ကြီးကြီးညင်းဖို့နောက်ဒါကဒီအထဲတွေကကျွန်တော်မြင်တာအတွေးတွေကိုရှုထောင့်တစ်မျိုးကနေပြောင်းတွေးကြည့်ပါတယ်ဒါကကျွန်တော်ကြိုက်တဲ့ခေါင်းစဉ်ပဲအဲ့ဒါဟာကျွန်တော်အမြင်နဲ့ပြဿနာလို့ဖြစ်လာရင်ပဲဖြစ်ဖြစ်တစ်ခုခုအကြောင်းအရာတစ်ခုဖြစ်လာရင်တွေးစရာကပထမတွေးတဲ့အတွေးအပြင်နောက်ထပ်တွေးစရာပေါင်းများစွာအများကြီးပဲရှိတယ်လမ်းကြောင်းတွေအများကြီးပဲရှိတယ်ပြဿနာတစ်ခုကိုရှင်းတဲ့နီးလန်းဟာဒီတစ်မျိုးတည်းရှိတာပေါ့များတော့အဖြစ်ကဒီနီးလန်းပဲဒါနဲ့ပဲဖြည့်ရှင်းရမှာဒါနဲ့မှမဖြည့်ရှင်းရင်ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီးအဲ့ဒီထဲမှာသုံးထုံမြုပ်နေတဲ့လူတွေအများကြီးပဲရှိတယ်ကျွန်တော်အနေနဲ့တော့ဒီလိုမျိုးပြဿနာတွေဖြစ်တိုင်းမှာဒီလိုမျိုးနီးနဲ့ဖြည့်ရှင်းကြည့်မယ်โอเคမရဘူးအခုနောက်တစ်နီးသွားကြည့်မယ်မရဘူးအဲ့ဒါဆိုရင်နောက်တစ်နီးပေါ့ဒီထဲမှာဆုံးမြုပ်ခံမနေဘူးဆိုတာကိုဆိုလိုချင်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဟာလုပ်တယ်ဆိုရင်အဲ့ဆိုနောက်တက်လုပ်တဲ့နီးရောမရတော့ဘူးလားလို့ပြောအဲ့အိမ်မှာဟိုအရင်တော့ကကျွန်တော်ဖတ်ဖူးတဲ့စာအုပ်လေးတအုပ်ရှိအဲ့ဒီစာအုပ်မှာအဖေကနေပြီးတော့သားကိုဘယ်ကိုခေါ်သွားလဲဆိုတော့မြို့မှာရှိတဲ့ဟိုတိုက်တော်တော်အမြင့်ဆုံးတစ်ခုကိုခေါ်သွားပြီးတော့မြို့လယ်နေရာကိုလက်ညှိုးထိုးပြတယ်သားတယ်အဲ့ဒီမှာကြီးတဲ့မြို့လယ်နေရာကိုသွားလို့ရတဲ့လမ်းတွေအများကြီးပဲရှိတယ်တွေ့လာတဲ့ပထမနံပါတ်1လမ်းကနေသွားလို့ရှိရင်မရရင်နံပါတ်2လမ်းကိုပြောင်းရတယ်တဲ့အဲ့ဒီနံပါတ်1လမ်းမှာပဲပိတ်မိခံနေစရာသားမှာဘာကြောင်းမှမရှိဘူးတဲ့နှစ်လမ်းကလည်းပိတ်နေဆို3လမ်းကသွားပေါ့တဲ့3မှမရရင်4ရနေပြီးတော့သွားပေါ့တနည်းမဟုတ်တနည်းရှိတယ်လို့ပြောကြတယ်အဲ့တော့ကျွန်တော်တို့ကပြဿနာတွေကိုတွေးတဲ့အခါမှာမူရင်းလမ်းကြောင်းအတိုင်းပဲတွေးတဲ့အခါကျရင်ဘဝကြီးဟာတတ်သိခြင်းလောက်အောင်ဘဝဟာဘယ်လိုမှကိုရှင်တန်ဖို့မကောင်းတော့လောက်အောင်ဆိုတဲ့ခံစားမှုတွေခံစားရတယ်အဲ့လိုခံစားတာတွေကျွန်တော်တို့ကဘယ်လိုမှကိုမလှုပ်ရှားနိုင်ဘူးအဲ့ဒီထဲမှာပဲနှက်မြုပ်နေကြတဲ့အဖြစ်တွေအများကြီးပဲရှိတယ်သို့တော့အရှားနီးတစ်မျိုးနဲ့ပြောင်းတွေးလိုက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဟာအော်ဒါလူတွေးရင်လည်းရတာဒီလိုကြော်ဖြတ်ရင်လည်းရတာပါလားလို့တွေးမိတဲ့အခါကျတော့နီးလန်းလေးတွေမြင်လာတယ်အဲ့ဒီမှာကျွန်တော်တို့ကရက်တီရပို့ပြီးအဆင်ပြေတယ်လို့ကျွန်တော်ကသုံးသပ်တယ်အဲ့ဒါကြောင့်မလို့ဆွေးနွေးတိုင်ပင်မှုလူတွေလိုတယ်စကားပြောပေးမဲ့လူလိုတယ်ဆိုတာဒါကိုပြောတာအဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုကတစူးရွယ်ဒါပဲဒါတီပင်လင်းအမှန်ဒါကလွဲလို့ကျန်တာအားလုံးအမှားဆိုရင်ကျွန်တော်တို့ကအဲ့ဒီထဲမှာနှမြုပ်နေပါလိမ့်မယ်လို့ကျွန်တော်ခံစားမိတာဒါကနေ့ရက်တိုင်းပြောပါစေဆိုတဲ့စာအုပ်နဲ့ကျွန်တော်များတော့အဖြစ်တွေးခေါ်နေတဲ့အကြောင်းအရာတွေတဲ့တိုက်ဆိုင်နေတဲ့ခေါင်းစဉ်လေးတွေပါလို့အဲ့ဒီထဲကနေပြီးကျွန်တော်ကြိုက်တဲ့ခေါင်းစဉ်လေးတွေကိုကျွန်တော်တွေးပြတာဒီထဲမှာစာအုပ်ထဲမှာဒီလိုရေးထားတယ်လို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူးသို့တော့ဒီစာအုပ်ကမဆိုးပါဘူးကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်ဖတ်ပြောပါတယ်ဖတ်တဲ့လူအတွက်တခါတည်းဒိဋ္ဌဓမ္မဒီလိုလေးတော့နေပါဒီလိုတော့ထိုင်ပါလို့ပြောနိုင်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်တယ်ခေါင်းစဉ်လေးအနေနဲ့ကတော့ကျွန်တော်တို့ဖတ်ဖို့တင့်တော်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်နေ့ရက်တိုင်းပြောပါစေဆိုတဲ့စာအုပ်ပါသိချမ်းသာကိုကျမ်းပါရှိပါသေးတယ်